ဒါကစိုးဆိုတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာအတွေ့အကြုံတွေခံစားရတဲ့အခါကျတော့အဲ့ဒီပေါ်မှာမကြည်မနဲ့စိတ်ပြည့်စိတ်ဆိုးတဲ့ဒေါသဆိုတဲ့နော်ကိလေသာတွေဖြစ်ပေါ်နေတတ်တယ်။ဒါကလက်ဆိုတဲ့ဆင်းရဲသည်လည်းမဟုတ်ချမ်းသာသည်လည်းမဟုတ်အလယ်လက်ခံစားမှုဆိုတဲ့ဥပိ္ပခဝေဒနာတွေဖြစ်ပေါ်တဲ့အခါကျတော့အဲ့ဒီပေါ်မှာအမှန်တိုင်းမသိတဲ့မောဟကိလေသာတွေဖြစ်ပေါ်နေတယ်။အဲ့တော့ဒီလောဘဒေါသမောဟဆိုတဲ့ကိလေသာဆိုတာစိတ်ကိုပူလောင်စေတတ်တယ်စိတ်ကိုညှဉ်းတမ်းစေတတ်တယ်။အဲဒီလိုအာကုသိုလ်စိတ်နဲ့ဒေဂန်ဤမရဏသန္တာဇောမှာသုတိစိတ်ကျသွားမယ်ဆိုရင်လေအပေလေးပါတဘာဘာကိုကြာရောက်သွားနိုင်တယ်။ဒါကြောင့်အဲ့ဒီလိုဒုက္ခဒုက္ခဥပေက္ခဆိုတဲ့ဝေဒနာဒီပေါ်မှာလောဘဒေါသမောဟကိလေသာမျိုးတွေကြာလာရင်အဲ့ကိလေသာတွေကိုပယ်ရှားနိုင်ဖို့တဲ့ဝေဒနာနုပတနာတတိပဌာန်ကိုပွားရတယ်။အဲ့လိုဝေဒနာနုပတနာတတိယံပွားလိုက်တော့အမတ်ဒီဆက်နေတဲ့အခါမှာမိမိတဏ္ဍာမှာစိတ်ဓာဝိသုဒ္ဓိသမာဓိရတာလို့ဆက်လက်ပြီးတော့ရှုမှတ်လိုက်တဲ့အခါမှာအဲ့ဒီထင်ရှားတဲ့ယုတ်တရားနံတရားတွေရဲ့အနိစ္စဒုက္ခအနတ္တဖြစ်ပြသဘောတရားတွေကိုမိမိဉာဏ်ထဲမှာပိုင်းပိုင်းခြားခြားသိအောင်လို့ဝေဒနာနုပတနာတတိပဌာန်ဆိုတာရှုမှတ်ပွားများရခြင်းဖြစ်တယ်တဲ့။ကဲနောက်တစ်ခုကစိတ်ဓာနုပတနာတတိပဌာန်ကဲစောင်းဖို့လိုက်ဆိုစိတ်အမူအရာဖြစ်တိုင်းမှာမှန်စွာသိရမည်စိတ်အမူအရာဖြစ်တိုင်းမှာမှန်စွာသိရမည်စိတ်အမူအရာဖြစ်တိုင်းမှာမှန်စွာသိရမည်သုံးခေါက်လောက်ဆိုကြည့်မယ်စိတ်အမူအရာဖြစ်တိုင်းမှာမှန်စွာသိရမည်စိတ်အမူအရာဖြစ်တိုင်းမှာမှန်စွာသိရမည်စိတ်အမူအရာဖြစ်တိုင်းမှာမှန်စွာသိရမည်အဲ့ဒါစိတ်ဆိုတာကနော်မိမိတဏ္ဍာမှာလူချင်းတတ်မဲ့တဲ့လောဘစိတ်အခုလိုနော်ယောဂီတွေချမ်းချမ်းသာသာနဲ့တရားလုံးအထုတ်တိုင်းမှာဆိုတဲ့နော်ပြီးလူချင်းနဲ့စိတ်နောက်ကမကြည်မနဲ့စိတ်ပြည့်စိတ်ဆိုးတဲ့ဒေါသအကုသိုလ်စိတ်နောက်တစ်ခါကျတော့သူရသတ္တဝါတွေကိုမိမိနဲ့တတ်တူကိုယ်စိတ်နှစ်ပါးချမ်းသာစီဆိုရဲဆိုတဲ့အာဒေါသဆိုတဲ့ကုသိုလ်စိတ်နောက်တစ်ခါအကြောင်းစုအကောင်းစုအမှန်အမှန်ဟိုဝေဖန်ဖိုင်းကြပြီးတော့မသိနိုင်တဲ့ယုံနယ်ရဲ့သဘာဝအမှန်တရားကိုမသိအောင်ဖုံးထားတဲ့မောဟအာကုသိုလ်စိတ်အဲဒီကတည်းကကြတော့အကြောင်းကျိုးအကောင်းစုအမှန်မှန်သိတယ်ကုသိုလ်လို့ရင်ချမ်းသာကောင်းကျိုးရအာကုသိုလ်လို့ရင်ဆင်းရဲဆိုးကျိုးရဆိုတဲ့ကံနဲ့ကံကျိုးတရားကိုနော်သိမြင်တဲ့ကာမတက္ကရာသမာဓိတိဆိုတဲ့အတိပညာအာမောဟဆိုတဲ့ကုသိုလ်စိတ်အဲ့ဒီလိုပုထုဇဉ်ရဲ့စိတ်တွေမှာနော်တခါတည်းအာကုသိုလ်စိတ်တွေဖြစ်လိုက်တခါတည်းကုသိုလ်စိတ်တွေဖြစ်လိုက်ပြန်နေတဲ့စိတ်တွေဖြစ်လိုက်နော်တည်ကြည်တဲ့စိတ်တွေဖြစ်လိုက်အဲ့ဒီလိုစိတ်တွေဟာဖြစ်နေတယ်အဖြစ်နေတဲ့စိတ်တွေကိုမဖြစ်ပါစေနဲ့လို့သွားပြီးတော့တားလို့မရဘူးနော်အဲ့ဒါကြောင့်အတိပဒံဥပဒနာရှုမှတ်တယ်ဆိုတာနော်ဒီစိတ်တွေမဖြစ်ပါစေနဲ့လို့တားတာမဟုတ်ဘူးဖြစ်ပေါ်လာတဲ့စိတ်တွေရဲ့သဘာဝအမှန်တရားကိုသိပြီးတော့မိမိတို့ကနော်ဟောဒီစိတ်တွေကလည်းအမြဲဆင်းရဲဖောက်ပြန်နေတဲ့သဘောတရားရှိပါလားလို့သိအောင်လို့
ရှုမှတ်နေတာနော်ဒါကြောင့်မလို့ဟောနေတဲ့တဲ့စိတ်ပြီးနေတဲ့တဲ့ဟဲ့လားပြည့်နေတဲ့စိတ်ပြီးနဲ့ပြည့်နေတဲ့စိတ်ဆိုးရင်နဲ့စိတ်ဆိုးတယ်စိတ်ကလေးတွေကြည်နေစိတ်တွေကြည်တယ်အခုမိမိတို့တူလိုက်တဲ့ဒါနာလေးကိုပြန်တွေးတဲ့အခါမှာတွေးတယ်ဝမ်းသာတဲ့စိတ်ဖြစ်နေဝမ်းသာတယ်စသဖြင့်ဒါတွေရှုမှတ်နေတာဒီပါလေစိတ်ဓာနုပဒနာတတိပဌာန်ပဲအဲ့ဒီစိတ်တွေရဲ့အမြဲစင်းရဲပေါက်ပြန်တဲ့သဘောတရားတွေကိုမိမိဉာဏ်ထဲမှာသိမြင်လာအောင်ရှုမှတ်တာစိတ်ဓာနုပဒနာတတိပဌာန်လို့ခေါ်တယ်နောက်တစ်ခုကတော့ဓမ္မနုပဒနာတတိပဌာန်ဓမ္မသဘောတရားတွေကိုပိုင်ခြားသိအောင်သောတော်ပြောတဲ့ကာယဝေဒနာစိတ်ဓာတ်ကနေလွဲလို့ကျန်တဲ့ဖြစ်ပေါ်ထင်ရှားရာဓမ္မသဘောတရားတွေပဲနော်အဲတော့ယောဂီတွေနဲ့အလွယ်ကူဆုံးပြောရင်မြင်တဲ့သဘောကြားတဲ့သဘောဝိညာဉ်တဲ့သဘောစားသိတဲ့သဘောထိသိတဲ့သဘောအဲ့ဒါတွေကိုပိုင်ခြားသိအောင်လို့ရှုမှတ်နေတာကိုဓမ္မနုပဒနာတတိပဌာန်ကဲအဲ့ဒါကြောင့်ဆောင်းပုဒ်ကလေးဆိုကြည့်အောင်သဘောတရားထင်ပေါ်ညာပိုင်ခြားသိရမည်သဘောတရားထင်ပေါ်ညာပိုင်ခြားသိရမည်သဘောတရားထင်ပေါ်ညာပိုင်ခြားသိရမည်သုံးကောင်းလို့ဆိုကြည့်မယ်သဘောတရားထင်ပေါ်ညာပိုင်ခြားသိရမည်သဘောတရားထင်ပေါ်ညာပိုင်ခြားသိရမည်သဘောတရားထင်ပေါ်ညာပိုင်ခြားသိရမည်အဲ့တော့အခုအကျဉ်းပြောပြခဲ့တဲ့ကာယဝေဒနာစိတ်ဓာတ်ဓမ္မဆိုတဲ့တတိပဌာန်တရားရှုနည်းမှန်နည်းတွေကိုသင်နာကိုပဲအဲ့ဒါပရိယတ္တိသာသနာဝီတော်ယူနည်းသင်ခြင်းလို့ခေါ်တယ်အဲ့တော့ဒီတတိပဌာန်တရားကိုရှုနည်းမှန်နည်းသင်လိုက်တာနဲ့ဒီဗိဓိတို့ရဲ့တဏ္ဍာမှာသာသနာဝီယူနည်းဆိုတဲ့ပရိယတ္တိသာသနာတည်သွားတယ်ဆိုတာကိုတချို့ပုဂ္ဂိုလ်ကလည်းပဲမကျင်ဘူးတဲ့အခါကျတော့တန်တရားဖြစ်ကောင်းဖြစ်လိမ့်မယ်ဘုရားမြတ်စွာဘုရားကိုယ်တိုင်တတိပဌာနာတုမှာမိန့်ကြတာကဧကယေနောအယံဘိက္ခွေမေခောတတ္တနာဝိတုဒ္ဓိယသောကပရိဒီဝနာသမတိကမာယဒုက္ခဒေါမနတအတ္တိကမာယညာယတအတိကမာယနိဗ္ဗာနတသစ္စိကိရိယာယယတိတံစတ္တာတော်တတိပဌာနာဆိုလိုတဲ့အဓိပ္ပာယ်ကဒီတတိပဌာန်တရားလေးပါးတပါးပါးကိုရှုမှတ်ပွားများရင်တတ္တနာဝိတုဒ္ဓိယစိတ်အညစ်အကြေးတွေကင်းဝေးစင်ကြယ်နိုင်တယ်လောကပရိဒီဝနာသမတိကမာယစိုးရိမ်ပူဆွေးငိုကြွေးမှုတွေကိုလွန်မြောက်နိုင်တယ်ဒုက္ခဒေါမနတအဋ္ဌိကမာယကိုယ်ဆင်းရဲစိတ်ဆင်းရဲတွေကိုချုပ်ငြိမ်းပျောက်ကွယ်နိုင်တယ်ညာယတအဓိကမာယနိဗ္ဗာနတသစ္စိကရိယာယဟောမေတ္တရားဥဒိယနိဗ္ဗာန်တရားကိုယခုဘဝမတည်ခင်ရနိုင်ရောက်နိုင်တယ်ဟုတ်လားဒါကြောင့်ဒီတတိပဌာန်ဥပဒနာတရားကိုရှုမှတ်ပွားများရင်ဘုနာကစိတ်ကြီးတွေကင်းဝေးစင်ကြယ်တယ်ဆိုရင်ပူစိတ်ကိုကြွေးမှုတွေလွန်မြောက်နိုင်တယ်ကိုယ်ဆင်းရဲစိတ်ဆင်းရဲတွေချုပ်ငြိမ်းပြောက်ွယ်နိုင်တယ်နောက်ဆုံးမေတ္တရားပူတရားနိဗ္ဗာန်တရားတွေကိုရနိုင်ရောက်နိုင်တယ်ဆိုဒါကြောင့်မို့လို့ဒီတတိပဌာန်တရားရှုနည်းမှတ်နည်းသင်ထားတဲ့နော်မိမိရဲ့နှလုံးသားမှာသိရှိသွားရင်အဲ့ဒါဒီနေ့အလူရှင်တွေရဲ့တဏ္ဍာမှာပရိယတ္တိသာသနာဆိုတဲ့သာသနာငွေယူနည်းသင်ခြင်းတ
သိရှိသွားပြီ